ဒီနေ့ခေတ်ကျွန်တော်တို့ရဲ့လူဖွဲ့စည်းမှာလူတိုင်းအတွက်အရေးကြီးပြီးတန်ဖိုးထားရတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ freedom to choice လို့ခေါ်တဲ့လွတ်လပ်စွာရွေးချယ်ခွင့်ပါ။ကိုယ့်ဘဝဖွံ့ဖြိုးတိုးတက်ဖို့တစ်ခုခုကိုကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့နဲ့အောင်မြင်တဲ့ဘဝကိုရရှိဖို့အတွက်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတဲ့အရာကအခြေခံအုံမြင့်တစ်ခုလို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအရာကပဲကျွန်တော်တို့ဘဝကိုဝင်တော့ဝင်ဖို့ဖြစ်စေပါတယ်။လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လို့ခေါ်တဲ့အရာကတခါတလေလွတ်လပ်မှုမဟုတ်ပဲဖိအားတစ်ခုဖြစ်နေတတ်ပါတယ်။ဒါကဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ဘဝအောင်မြင်ခြင်းဟာကိုရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်တယ်။ဒါကြောင့်ကြာရှုံးမှုတွေအစင်မပြေမှုတွေဟာလည်းကိုကြောင့်ပဲဖြစ်တယ်ဆိုပြီးကိုပြစ်တင်မယ်လိုမကြဖြစ်မယ်။အကောင်းဆုံးလမ်းကြောင်းကိုမရွေးမိရင်တစ်သက်လုံးနောင်နာရမယ်ဆိုတာမျိုးတွေကကိုစိုးရိမ်မှုတွေနဲ့နေစေတယ်။ရွေးချယ်စရာတွေအများများတဲ့လောကကြီးဖြစ်တာကြောင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရွေးချယ်ရတာကပိုပြီးတော့ခက်ခဲပါတယ်။မှားသွားမှာကိုစိုးရိမ်ရပြီးရှေ့မရောက်တော့တာမျိုးတွေဖြစ်စေတယ်။ဒါကြောင့်အရန်လွတ်လပ်မှုရှိတဲ့ဘဝကြောင့်ကိုယ်တိုင်ကကိုယ့်ဘဝပေါ်မှာတင်နေတဲ့ PR တွေကိုမြင့်တက်စေပါတယ်။စိတ်ဖိစီးမှုနဲ့နောင်တရစရာတွေအများကြီးကိုဖြစ်စေတတ်ပါတယ်။လွတ်လပ်မှုဆိုတာကအရန်ကိုတန်ဖိုးရှိပါတယ်။ဒါပေမဲ့ရွေးချယ်စရာတွေအလွန်ကြုံများလာတဲ့အခါမှာတော့အဲ့ဒီလွတ်လပ်မှုကတာဝန်စိတ်ဖိစီးမှုတို့အဖြစ်နဲ့ပြောင်းလဲသွားတတ်ပါတယ်